နာမည်ကတော့ရတုံဖြစ်ပါတယ်ပြီးတော့အတန်းက weekend batch 1ဖြစ်ပါတယ်ရှင်ဟုတ်KPTC ကိုတည်တာကလွန်ခဲ့တဲ့3နှစ်လောက်ကဖြစ်မယ်ရှင်အရင်တော့ကဒီပြည်လန်းနေဖြတ်လို့ရှင်ညီမဒီ campus ကိုမြင်တွေ့အဲ့ main campus ကိုအဲ့ဒါတွေ့ရခါနေဒီမှာတက်ရှင်လိုက်တာဆိုပြီးပြောတာအဲ့ဒါနဲ့ပြီးတော့Facebook ကနေပြီးတော့ဒီ post တွေတစ်ခုတက်လာတယ် KPTC နဲ့ပတ်သက်တဲ့ post တွေအဲ့ကနေပြီးတော့စိတ်ဝင်စားတာကနေဝင် join မိတာပေါ့နော်ဟုတ်ဆက်စားရင်တော့တငယ်ချင်းတွေနဲ့အတူတူတက်ဖို့ဆိုပြီးတော့လုပ်ထားပြီးတော့ဒီ review တွေရလဲဆရာမတွေကတခြားတင်ပေးရပြီးတော့ campus ကလည်း facility ကောင်းတယ်ဆိုတော့လေအဲ့ဒါနဲ့တက်ဖြစ်လိုက်တာပါရှင်ဟုတ်အဆင်ပြေခဲ့ပါတယ်ဆရာမရလည်းတခြားရှင်းပြရဲပြီးွားရင်ဒီနားမလည်တာရှိလို့ရှိရင်လည်းဒီခြေတွေကအစအနေပြန်ပြီးတော့လေပြန်ပြီးတော့ဒီသင်ခန်းစာတွေ lesson တွေကိုပြန်ပြီးတော့လုပ်ပေးရဲနားမလည်မချင်းပြန်လုပ်ပေးရဲဆိုတော့ဒီခြေတွေတော့အရင်ချစ်ပါတယ်အဆင်လည်းပြေပါတယ်ဟုတ်KPTC ကဘာတွေလုပ်ပေးခဲ့လဲဆိုတော့mock test ကိုနှစ်ခါလောက်တော့ဖြေခဲ့ရတယ်ပြီးွားရင်ဂျားထဲမှာလည်းဆရာမကြီးကpractice တွေအများကြီးလုပ်ပေးရပေါ့နော်ဒီ PDF file နေနဲ့or စာအုပ်တွေနဲ့ရောအကုန်လုံးအတွက်ဖက်ကနေပြင်ဆင်ပေးခဲ့ပေါ့နော်ဟုတ်ဒီနေ့မှုရှိလားဆိုတော့ရှိပါတယ်ဆိုတာoverall ကတော့အဆင်ပြေပါတယ်အမေအဆင်ပြေပါတယ်ဒီ program ပြီးွားရင်တော့ညီမဒီ US ဘက်ကအကြောင်းတစ်ခုခုကို join မှုတော့အစီအစဉ်တော့ရှိပါတယ်ရှင်ဟုတ်senior တယောက်အနေနဲ့ဘာကြံပေးခြင်းလဲဆိုရင်ဒီကျောင်းကိုတကယ်တက်ဖို့ highly recommend ပေးပါတယ်။ဘာလို့လဲဆိုတော့ကျောင်းမှာတက်ရတာဆရာမကြီးကလည်းစာတိချတင်ပြီးရပြီးွားရင်ဒီတခြား activities တွေလည်းအများကြီးရှိရအဲ့တော့စာပဲသင်ရမှာမဟုတ်ဘဲနဲ့တခြားဒီပြင်ပပဟုတုတတွေပွဲတွေနဲ့အဲ့လိုစာတစ်ခုပဲကိုပဲ focus ထားလို့ရှင်ကြာရတဲ့နေ့လေးကျင်းလာမျိုးဖြစ်နိုင်တယ်လို့မဖြစ်ဘဲနဲ့ဒီတခြား activities တွေရောလုပ်စရာရောအများကြီးရှိရပြီးရင်ဆရာမရလည်းတခြားတင်ပြီးရပြီးရင်ဒီမှာတက်နေအတန်းဖော်ရလည်းရင်းနှီးခင်မမှုကောင်းတယ်ဆိုတော့လေဆိုတော့ highly recommend ပေးပါတယ်